စပိန်ပေါ်တူဂီဘယ်ဂျီယန်တို့ရဲ့ရှုံးထွက်32သင်းအဆင့်ပွဲတွေပါဝင်နေတဲ့ကြာသပတေးတောက်ကြ၄ပွဲဆက်စူပါကွန်ပျူတာခံမှန်းချက်အားလုံးပဲမင်္ဂလာပါ Sport Insider ဘာမှကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကမ္ဘာ့ဖလားရှုံးထွက်32သင်းအဆင့်တွေတော့ဆက်လက်ကစားလျက်ရှိပါတယ်ရှုံးတဲ့အသင်းတွေလည်းရှုံးပြီးနောက်တစ်ဆင့်တက်တဲ့အသင်းတွေလည်းတက်ရောက်ထားပါပြီဒီဗီဒီယိုမှာတော့ကြာသပတေးနဲ့တောက်ကြနေမနက်မှာကစားသွားမယ်ပွဲကောင်း၄ပွဲကိုတင်ဆက်ပေးသွားကြပါမယ်မစခင် SMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးအနေနဲ့ကြာသပတေးမနက်2နာရီခွဲမှာကစားသွားမယ်ဘယ်ဂျီယန်စီနီကောပွဲစဉ်နဲ့စတင်လိုက်ပါမယ်အုပ်စုဘိုအဖြစ်နဲ့နောက်တစ်ဆင့်တက်လာတဲ့ဘယ်ဂျီယန်တို့32သင်းဆင့်မှာစီနီကောနဲ့စီယက်တဲစတေဒီယမ်မှာရင်ဆိုင်သွားကြမှာပါဒီပြရိုဒီဂါဆီယာရဲ့အသင်းကစောပိုင်းမှာအထနှေးခဲ့ပေမဲ့3ပွဲကစား9မှတ်စုဆောင်းနိုင်ခဲ့ပြီးစီနီကောကတော့အကောင်းဆုံးအုပ်စုဒုတိယနဲ့အတူရှုံးထွက်ဆင်ရောက်ရှိလာတာပါလက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်ဘယ်ဂျီယန်အုပ်စု3ပွဲရလက2ပွဲတည်1ပွဲနိုင်6ဂိုးသွင်း2ဂိုးပေးဆိုပြီးတွေ့ရပါတယ်အပွင့်ပွဲ2ပွဲစတိုက်ရီကျင်းနဲ့အီရန်တို့ကိုတည်ကြခဲ့ပြီးအုပ်စုနောက်ဆုံးပွဲစဉ်မှာကမ္ဘာအဆင့်85နယူးဇီလန်ကို 5-1 နဲ့အနိုင်ရလိုက်တာပါရလအားဖြင့်ရောခြေစွမ်းအားဖြင့်ပါအားရစံမကောင်းတာထင်ရှားပါတယ်အစောပိုင်း2ပွဲမှာအုံဂိုးတကိုးပဲတိုက်စစ်ကရလိုက်တာကဘယ်ဂျီယန်အတွက်စိုးရိမ်စရာဖြစ်ခဲ့ပေမဲ့နယူးဇီလန်နဲ့ပွဲမှာတော့ဒီယန်နိုထရောဆာ KDB လူကာကူအလက်စစ်ဆေးမိကာတို့အားလုံးသွင်းဂိုးတွေကိုစီရရှိခဲ့ကြပါတယ်32သင်းရှုံးထွက်အဆင့်ကိုဂိုးပြတ်နိုင်ပွဲနဲ့အတူဝင်ရောက်သွားတာကတော့ဘယ်ဂျီယန်အတွက်အပေါင်းလက္ခဏာဆောင်တဲ့ချက်ပါ2018မှာတော့တတိယနေရာထိဘယ်ဂျီယန်ရောက်ရှိခဲ့ပြီးအသင်းအတွက်အောင်မြင်ဆုံးမှတ်တမ်းဖြစ်ခဲ့ပါတယ်2022မှာတော့အသင်းရဲ့ရွှေအောင်မျိုးဆက်ကလည်းအုပ်စုအဆင့်ကနေပဲထွက်ခဲ့ရဘူးတာပါစီနီကောနဲ့ပွဲမှာအနိုင်ရလိုက်ပြီး16သင်းအဆင့်ကိုတက်ရောက်နိုင်လိုက်ရင်တော့လက်ရှိဘယ်ဂျီယန်မျိုးဆက်ကလည်းအနာဂတ်အတွက်မျှော်လင့်ခြင်းစရာဖြစ်လာပါမယ်ဒါပေမဲ့စီနီကောကတော့အုပ်စုကျက်တဲ့ကြားရောက်ခဲ့ပြီးရုန်းကန်ခဲ့ရပေမဲ့ပွဲစဉ်တွေကတော့အပြန်အလှန်နဲ့ကြည်ကောင်းခဲ့တာပါပွဲဥတော်မှာပြင်သစ်ကို 3-1 နော်ဝေးကို 3-2 တွေနဲ့ဇက်တိုက်ရေးနိုင်ခဲ့ပေမဲ့အီဘရာဟင် MBA အစ္စမိုင်လာဆာတို့ကတော့ဂိုးတွေတောက်လျှောက်ရရှိခဲ့ပါတယ်နောက်ဆုံးပွဲစဉ်မှာတော့အုပ်စုတွင်အားအနည်းဆုံးဖြစ်တဲ့အီရတ်နဲ့တွေ့ခဲ့ပြီး9ဂိုးပြတ်နဲ့စီနီကောနိုင်ရရှိခဲ့တာပါဂိုးပြတ်နိုင်ရခဲ့တာကပဲဂိုးကွာခြားချက်နဲ့နီးပြပတ်ချောင်းရဲ့အသင်းကို32သင်းအဆင့်ကိုရောက်ရှိလာစေပါတယ်2000မှာတော့ကွာတာဖိုင်နယ်ထိအောင်မြင်ဆုံးဖြစ်တက်ရောက်နိုင်ခဲ့ပြီး2020မှာတော့16သင်းအဆင့်မှာပဲအင်္ဂလန်ကိုရေးနိုင်ခဲ့ဘူးတာပါအာဖရိကခြေစိုက်9သင်း32သင်းအဆင့်ထိရောက်ရှိလာတာမှာတောင်အာဖရိကကတော့ရှုံးထားပြီးပါပြီစီနီကောရဲ့အားနည်းတဲ့ခံစစ်ကတော့ဘယ်ဂျီယန်ရဲ့တိုက်စစ်နဲ့အတွေ့မှာတောင့်ခံနိုင်ပါမလားဆိုတာကလည်းစိတ်ဝင်စားစရာပါဘယ်အသင်းရလက်ကောင်းသွားမလဲကယ်ဗင်ဒီဘရိုင်းရဲ့အကောင်းဆုံးခြေစွမ်းကိုဘယ်ဂျီယန်မှာမြင်တွေ့နေရပြီးအသင်းတိုက်စစ်ကလည်းပုံမော်တက်ဝင်လာပါတယ်စီနီကောမှာကလည်းစမိုင်လာဆာမာနီတို့လိုကစားသမားကောင်းတွေပိုင်ဆိုင်ထားတာပါစူပါကွန်ပျူတာကတော့ဘယ်ဂျီယန်ကိုနိုင်ခြေ 45.6% ပေးထားပြီးစီနီကောကိုတော့နိုင်ခြေ 29% ပေးထားပါတယ်ဒီပွဲမှာတော့ဘယ်ဂျီယန်ကပဲ2နေလောက်နဲ့နိုင်ကစားသွားမယ်လို့ SMB လည်းခံမှန်းပေးထားကြပါတယ်နောက်တစ်ပွဲကတော့ကြာသပတေးမနက်မြန်မာစံတော်ချိန်6နာရီခွဲမှာကစားသွားမယ် USA နဲ့ဘော့စနီးယားတို့ရဲ့ပွဲစဉ်မှာ USA ကတော့အင်ကွင်းအားသာချက်ကိုအကောင်းဆုံးသုံးချနေပြီး32သင်းအဆင့်ကိုတက်ရောက်လာနိုင်ပါတယ်ဆန်ဖရန်စစ္စကိုဘေးရီနာစတေဒီယမ်မှာအကောင်းဆုံးအုပ်စုတတိယနဲ့တက်လာတဲ့ဘော့စနီးယားအန်ဟာဇဂိုဗီနာနဲ့ရင်ဆိုင်သွားမှာပါလက်ရှိတင်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ် USA ကအဖွင့်ပွဲစဉ်2ပွဲမှာပါရာဂွေးကို 4-1 Australia ကို2နေတွေနဲ့တောက်လျှောက်နိုင်ကစားပြီး6မှတ်နဲ့အတူ Group D မှာအုပ်စုပထမဖြစ်ခဲ့တာပါနီးပြမော်ရီစီယိုပိုချက်တီနိုရဲ့အသင်းကအုပ်စုနောက်ဆုံးပွဲစဉ်မှာတော့တူရကီကို 3-2 ဆိုတဲ့ရလဒ်နဲ့ရေးနိုင်ခဲ့ပါတယ်1930ကမ္ဘာ့ဖလားမှာတုန်းက USA တို့တတိယနေရာထိရောက်ရှိခဲ့သလို2002မှာလည်းကွာတာဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ဘူးပါတယ်1934 1994 2010 2014 2022တွေမှာအနိုင်ဆုံးရှုံးထွက်16သင်းအဆင့်ထိတက်ရောက်ထားနိုင်တာကြည့်ရင်ဒီအဆင့်ကတော့ USA အတွက်ပုံမှန်လိုဖြစ်နေပါတယ်32သင်းအဆင့်မှာဘော့စနီးယားနဲ့ဟာဇဂိုဗီနာကိုကြော်ဖြတ်နိုင်ခဲ့ရင်တော့16သင်းအဆင့်မှာဘယ်ဂျီယန်နဲ့စီနီကော2သင်းက1သင်းနဲ့ရင်ဆိုင်သွားမှာပါဟက်တူအရတော့ဘော့စနီးယားနဲ့ခြေစမ်းပွဲအဖြစ်3ကြိမ်တွေ့ဆုံထားဖို့ပါတယ် USA က2ကြိမ်နိုင်ဘော့စနီးယားက1ကြိမ်နိုင်ရရှိထားတာပါတစ်ဖက်မှာဘော့စနီးယားက Group B မှာဆွစ်ဇာလန်ကနေဒါတို့ရဲ့နောက်4မှတ်နဲ့အတူအကောင်းဆုံးအုပ်စုတတိယရရှိခဲ့ပါတယ်နီးပြဆာဂေးဘာဘရော့စ်ရဲ့အသင်းကဖွင့်ပွဲမှာအင်ရှင်ကနေဒါကိုတစ်ဖက်တကိုးစီသေးကစားခဲ့ပြီးဖိုးတန်သေးတစ်မှတ်ကိုရှာဖွေနိုင်ခဲ့တာပါဒီနောက်ဒုတိယပွဲမှာဆွစ်ဇာလန်ကို 4-1 နဲ့ရေးနိုင်သွားပါတယ်အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ကာတာကို 3-1 နဲ့နိုင်ကစားပြီး4မှတ်နဲ့အတူ32သင်းအဆင့်ကိုရောက်ရှိလာတာပါ2014မှာနောက်ဆုံးရှင်ပြိုင်ထားတော့ကတော့အုပ်စုအဆင့်ကနေပဲလှည့်ပြန်ထားပြီး2018နဲ့2022တင်မှာတော့ခြေစပွဲအောင်မြင်ခဲ့ခြင်းမရှိတာပါ2026မှာ32သင်းအဆင့်ထိတက်လာနိုင်တာကဘော့စနီးယားအတွက်မဟာအောင်မြင်မှုဖြစ်နေပါတယ်USA အတွက်ကအင်ရှင်အားသာချက်ရှိနေသည့်တိုင်ဘော့စနီးယားနဲ့ဟာဇဂိုဗီနာကလည်းရင်ဆိုင်ရခက်ခဲတဲ့အသင်းဖြစ်ကြောင်းပြသသွားဖို့သေချာနေပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။ရှုံးထွက်အဆင့်မှာမထင်မှတ်ထားတဲ့ရလက်တွေနဲ့အသင်းကြီးတွေဇက်တိုက်ပြုတ်နေပြီးဘော့စနီးယားကလည်း upset ရလက်ဖန်တီးသွားအောင်မလားစိတ်ဝင်စားစရာပါ။စူပါကွန်ပျူတာကတော့ USA ကိုနိုင်ခြေ 69.5% ပေးထားပြီးဘော့စနီးယားကိုတော့နိုင်ခြေ 14.3% သာပေးထားပါတယ်။ဒီပွဲမှာတော့အင်ရှင် USA ကပဲအနိုင်ဆုံး2ဂိုးပြတ်လောက်နဲ့နိုင်ကစားသွားမယ်လို့ SMB လည်းခံမှန်းပေးထားကြပါတယ်။
နောက်ထပ်တစ်ပွဲကတော့တောက်ကြနေမြန်မာစံတော်ချိန်မနက်တနာရီခွဲမှာကစားသွားမယ်စပိန်နဲ့အော်စတြီးယားတို့ရဲ့ပွဲစဉ်မှာဆိုဖီစတေဒီယမ်မှာစပိန်နဲ့အော်စတြီးယားတို့32သင်းရှုံးထွက်ပွဲစဉ်ပြီးရင်ဆိုင်သွားကြပါမယ်အနိုင်ရတဲ့အသင်းကတော့16သင်းအဆင့်ပေါ်တူဂီခရိုအေးရှား2သင်းနဲ့က1သင်းနဲ့တွေ့ဆုံသွားမှာပါဥရောပချန်ပီယံစပိန်ကအုပ်စုပထမနဲ့နောက်တစ်ဆင့်တက်လာပြီးအော်စတြီးယားကလည်းအုပ်စုဒုတိယနဲ့ရှုံးထွက်အဆင့်ကိုရောက်ရှိလာပါတယ်လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်ကမ္ဘာ့ဖလားမှာပိုဆွဲဖို့ရေပန်းစားဆုံးဖြစ်နေတဲ့စပိန်တို့ပွဲဥတော်မှာကိတ်ဗာဒီကိုမကိုမရှိသေးကြားလိုက်တာကအသင်းကိုတန်တရားဝင်သွားစေပါတယ်ဒုတိယပွဲစဉ်ဆော်ဒီနဲ့ကစားတာမှာတော့တိုက်စစ်မှုမီကေအိုယာစ်ဘက်ရဲ့ခြေစွမ်းပြသွင်းကိုတွေနဲ့အတူ၄ဂိုးပြတ်နိုင်ရရှိခဲ့တာပါဒီနောက်အုပ်စုနောက်ဆုံးပွဲစဉ်မှာမာဆယ်လိုဘီယက်ဆာရဲ့ဥရုဂွေးနဲ့တွေ့ခဲ့ပြီး1-0နဲ့ပဲနိုင်ရရှိခဲ့ပါတယ်ဒီပွဲမှာစပိန်ရဲ့ခံစစ်မှာဂျောမှုကပဲအနိုင်3မှတ်ဖြစ်သွားစေတာပါနီးပြဒလာဖွန်တေးရဲ့အသင်းကမြောက်အမေရိကပြိုင်ပွဲမှာကလင်းရှိ3ပွဲဆက်ရထားသလိုပထမပိုင်းအတွင်းပြိုင်ပွဲတွေကိုဂိုးပေါက်တဲ့ခံချက်ကိုခွင့်ပြုထားခြင်းမရှိတာပါစပိန်ရဲ့ပြိုင်ပွဲစုံရှုံးပွဲမရှိမှတ်တမ်းကလည်း34ပွဲထိရောက်ရှိလာပါတယ်2009ကနေ2009အတွင်း35ပွဲထိရှုံးပွဲမရှိစံချိန်တင်ထားပြီးအော်စတြီးယားနဲ့ပွဲမှာလိုက်မီသွားမလားကလည်းစောင့်ကြည့်သွားမှာပါစပိန်ဥရုဂွေးတို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာ2သင်းပေါင်း1ဂိုးပဲမြင်ခဲ့ရပေမဲ့အော်စတြီးယားကတော့နောက်ဆုံးပွဲမှာအေဂျီးရီးယားနဲ့2သင်းပေါင်း6ဂိုးထိသွင်းပြီးအဖိုးတန်တဲ့ရေတမတ်ကိုရှာဖွေနိုင်ခဲ့ပါတယ်ဒီပြရက်ဗရန်နီကရဲ့အသင်းကဂျော်ဒန်အာဂျင်တီးနားတို့နဲ့ပွဲမှာတပွဲနိုင်တပွဲရှုံး3မှတ်နဲ့အတူဂိုးကွာခြားချက်ကလည်း3ဂိုးသွင်း3ဂိုးပေးထားတာကြောင့်နောက်တစ်ဆင့်အတွက်အနိုင်ဆုံးတစ်မှတ်လိုအပ်ခဲ့ပါတယ်။နီဂျီးရီးယားနဲ့ပွဲမှာတော့မန်စီးတီးတောင်ပန်ကစားသမားမာရက်ရဲ့ခြေစွမ်းပြောင်းမှုနဲ့အတူအပြန်အလှန်ဦးဆောင်ဂိုးတွေသွင်းပြီးအော်စတြီးယားအနေနဲ့အုပ်စုကနေပြုတ်ဖို့နီးစပ်ခဲ့တာပါ။ဒုတိယပိုင်းချိန်ပို63မိနစ်မှာမာရက်ရဲ့ဦးဆောင်ဂိုးကိုလူစားဝင်တက်ဆင်မှုဆာဆာကာလာဇစ်က96မိနစ်မှာခြေပနိုင်ခဲ့လို့သာတက်တာရရှိသွားပါတယ်။အော်စတြီးယားအတွက်ကလည်း82နှစ်အကြာမှာကမ္ဘာ့ဖလားရှုံးထွက်စဉ်ကိုပြန်လည်တက်ရောက်လာတာပါ။စပိန်နဲ့ထိပ်တိုက်တွေ့ဆုံမှုအရအော်စတြီးယားနောက်ဆုံးနိုင်ရရှိခဲ့ဦးတာက1990ချစ်ကြည်ရေးခြေစမ်းပွဲမှာ3-2နဲ့ပါ2009တုန်းကတော့နောက်ဆုံးတွေ့ဆုံထားတာမှာစပိန်ကပဲ5-1နဲ့နိုင်ရရှိထားပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။အော်စတြီးယားကကမ္ဘာ့ဖလားမှာနောက်ဆုံး12ပွဲဆက်တိုက်ခံစစ်ကဂိုးတွေခွင့်ပြုထားပြီးတစ်ဖက်မှာစပိန်ကကလင်းရှိ3ပွဲဆက်နဲ့အတူရှုံးထွက်ကိုရောက်ရှိလာတာပါ။စူပါဂူမလာကတော့စပိန်ကိုနိုင်ခြေ80.6%ပေးထားပြီးအော်စတြီးယားကိုတော့နိုင်ခြေ12.2%သာပေးထားပါတယ်။ဒီပွဲမှာတော့စပိန်ကပဲအနိုင်ဆုံး2ဂိုးပြတ်လောက်နဲ့အနိုင်ကစားသွားမယ်လို့ခန့်မှန်းပေးထားကြပါတယ်။နောက်ထပ်တစ်ပွဲကတော့တောက်ကြနေမနက်မြန်မာစံတော်ချိန်9နာရီခွဲမှာကစားသွားမယ်ပေါ်တူဂီနဲ့ခရိုအေးရှားတို့ရဲ့ပွဲစဉ်မှာကနေဒါနိုင်ငံ BMO စတေဒီယမ်မှာပေါ်တူဂီအတွက်ပထမဆုံးချိန်ပြိုင်ဘက်ကောင်းပြီးခရိုအေးရှားနဲ့ရှုံးထွက်ဆင်မှာရင်ဆိုင်သွားပါမယ်။အသင်းလုံးကသက်ဆိုင်ရာဂရုတွေမှာအုပ်စုဒုတိယတွေနဲ့နောက်တစ်ဆင့်ကိုရောက်ရှိလာတာပါ။လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုအနည်းငယ်လေ့လာကြည့်ပါမယ်။ FIFA ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာပေါ်တူဂီအဆင့်9ရောက်ရှိနေပေမဲ့လက်ရှိအချိန်ထိပြသထားတဲ့ခြေစွမ်းကတော့အားရစရာကောင်းမနေတာပါ။ကမ္ဘာ့အဆင့်46ရှိနေတဲ့ဒီယာဂွန်ကိုနဲ့ပွဲဥတော်မှာလည်းခြေစွမ်းပိုင်းရောရလက်ပိုင်းမှာဆွေးရခဲ့ပြီးဂျောင်းနာဗက်စ်ရဲ့သွင်းကုန်နဲ့အတူတစ်ဖက်တစ်ဂိုးစီတည်ကြခဲ့ပါတယ်။ဒုတိယပွဲစဉ်ဥဇဘက်ကစ္စတန်နဲ့အတွေ့မှာတော့ရိုနယ်ဒိုရဲ့ခြေစွမ်းပြောင်းမှုနဲ့အတူ9ဂိုးပြတ်နိုင်ပြီးနောက်တစ်ဆင့်အတွက်အခြေအနေကောင်းသွားတာပါ။နောက်ဆုံးပွဲစဉ်ကကမ္ဘာ့အဆင့်73ရှိတဲ့ကိုလံဘီယာနဲ့တွေ့ခဲ့တာကြောင့်ပေါ်တူဂီရဲ့ခြေစွမ်းမှန်ကိုမြင်တွေ့ခွင့်ရခဲ့ပါတယ်။ကွင်းနှင်းခြေစွမ်းကိုကြည့်မယ်ဆိုရင်ကိုလံဘီယာကပိုကောင်းခဲ့ပြီးနေရာပေါင်းစုံမှာပွဲကိုပေါ်တူဂီထက်ပိုကောင်းအောင်ကစားပြခဲ့တာပါ။ဒီပွဲမှာဂိုးမရှိသေးကြားခဲ့တာမှာကိုလံဘီယာရဲ့နောက်9မှတ်အုပ်စုဒုတိယနဲ့ရှုံးထွက်ဆင့်ကိုပေါ်တူဂီရောက်ရှိလာပါတယ်။ပရိသတ်များစုကတော့နီးပြရိုဘတ်တိုမာတီနဲ့ဖြစ်နေတာကြောင့်ပေါ်တူဂီအပေါ်ယုံကြည်မှုနည်းပါတယ်။နီးပြကလည်းခံစစ်စိတ်အားသန်ပြီးရလက်ကိုဦးစားပေးပြီးလူစင်းကိုတောက်လျှောက်ခင်းကျင်းနေတာပါ။အုပ်စုဒုတိယပဲရလိုက်တာကလည်းပေါ်တူဂီကိုစပိန်ဘယ်ဂျီယံပြင်သစ်တို့ရှိနေတဲ့လမ်းကြောင်းကျက်ထဲပို့လိုက်တယ်လို့တစ်ဖက်မှာအာဂျင်တီးနားနဲ့တွေ့ရမယ့်ပွဲနဲ့လည်းလွဲချော်သွားပါတယ်။ခရိုအေးရှားကတော့ကမ္ဘာ့ဖလားရောက်လာတိုင်းရလက်ပိုင်းရတည်ငြိမ်တယ်လို့ဆိုရပါမယ်။2018မှာဒုတိယ2022မှာတတိယ2026မှာတော့ရှုံးထွက်အဆင့်ကိုစတင်ရောက်ရှိလာပါပြီ။ပွဲဥတော်မှာအင်္ဂလန်ကို4-2နဲ့ရေးနှင်းလိုက်တာကခရိုအေးရှားကိုအထနှီးသွားစေပါတယ်။ဒီနောက်မှာတော့နီးပြဇလာဂိုဒါလစ်ရဲ့အသင်းကပနားမားကို1-2ဒီနောက်ဂါနာကို2-1နဲ့ကျော်ဖြတ်ပြီး6မှတ်နဲ့အုပ်စုဒုတိယရရှိခဲ့ပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး16ပွဲမှာ17ပွဲထိခရိုအေးရှားနိုင်ရတာပြီးဒီထဲမှာရှုံးထားတဲ့4ပွဲကလည်းကမ္ဘာ့အဆင့်မြင့်တဲ့အသင်းတွေကိုကြီးရေးနေထားတာပါ။အတူပဲရ8ချိန်တွေ့ဆုံထားတာမှာပေါ်တူဂီက9ချိန်နိုင်ခရိုအေးရှားက1ပွဲနိုင်နဲ့2ပွဲသေးကြထားပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။ခြေစွမ်းပိုင်းရအားရစရာမကောင်းပေမဲ့လူစင်းနဲ့ထိပ်တိုက်တွေ့ဆုံမှုရအသာစီးရနေတဲ့ပေါ်တူဂီကိုညှင်းပယ်ဖို့ခက်ပါတယ်။စူပါဂူမလာကတော့ပေါ်တူဂီကိုနိုင်ချိန်54.5%ပေးထားပြီးခရိုအေးရှားကိုတော့နိုင်ချိန်20.4%သာပေးထားပါတယ်။ဒီပွဲမှာတော့ပေါ်တူဂီကပဲ2-1လောက်နဲ့အသာစီးရသွားမယ်လို့အဆိုင်ပြီးလဲခံမှန်းပေးထားကြပါတယ်။ဒါကတော့ဂျာသာပရီနဲ့တောက်ကြနေဒီမှာကစားသွားမယ်စပိန်ပေါ်တူဂီဘယ်ဂျီယံတို့ရဲ့ရှုံးထွက်32သင်းအဆင့်ပွဲကောင်း4ပွဲကိုရွေးထုတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။